ဇလန်းအစမှာဒဲဟန်အထက်တန်းကျောင်းကိုပြသထားပါတယ်။အပြင်ကကြည့်ရင်တာမန်ကျောင်းတစ်ကျောင်းလိုထင်ရပေမဲ့အတွင်းမှာတော့ငရဲတစ်ခုလိုဖြစ်နေပါတယ်။ကျောင်းသားတွေကြားမှာအနိုင်ကျင့်မှုတွေရိုက်နှက်မှုတွေနေ့စဉ်ဖြစ်နေပြီးအဲ့ဒီအားလုံးရဲ့ခေါင်းဆောင်ကတော့ဂျုံအောင်ဆိုတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။သူဟာနိုင်ငံရေးသမားကြီးတစ်ယောက်ရဲ့သားဖြစ်တာကြောင့်ဘသူ့ကိုမှမကြောက်ပါဘူး။ဆရာမတွေတောင်သူ့ကိုဘာမှမပြောရဲကြပါဘူး။ဂျုံအောင်တို့အဖွဲ့အမြဲတမ်းအနိုင်ကျင့်နေတဲ့ကျောင်းသားတစ်ယောက်ကတော့ဂျောင်မင်ဖြစ်ပါတယ်။ဂျောင်မင်ရဲ့ဘဝဟာအရန်ကိုတနာစရာကောင်းပါတယ်။မနက်တိုင်းမျက်စိဖွင့်လိုက်တာနဲ့ကျောင်းမတက်ရအောင်ဖျားနာသွားပါစေလို့ဆုတောင်းနေရတဲ့အထိဖြစ်နေပါတယ်။ဒီလိုနဲ့တနေ့မှာသူဟာကျောင်းရဲ့ခေါင်းမိုးပေါ်တက်ပြီးကိုတက်တည်ဖို့တောင်စဉ်းစားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့လိုပဲအနိုင်ကျင့်ခံခဲ့ရတဲ့ဒဲဆော့ဆိုတဲ့ကျောင်းသားတစ်ယောက်ဟာအရင်ကကိုတက်တည်သွားခဲ့ဘူးလို့ဖြစ်ပါတယ်။ဒါပေမဲ့ဂျောင်မင်ကအမြင့်ကြောက်တဲ့အတွက်ခုံမချရဲခဲ့ပါဘူး။သူအတန်းနဲ့ပြန်ရောက်လာချိန်မှာတော့နောက်ထပ်ဒုက္ခတစ်ခုကစောင့်နေပြန်ပါတယ်။ဂွမ်ဆူဆိုတဲ့ကျောင်းသားကသူ့ကိုလူအများရှိမှရဲဆက်ပါရိုက်ပြီးအဆက်ခွဲနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်လူကြီးတစ်ယောက်ရဲ့လက်ဝါးချက်ကဂွမ်ဆူရဲ့မျက်နှာပေါ်ကျသွားခဲ့ပါတယ်။တခန်းလုံးတိတ်ဆိတ်သွားပါတယ်။အဲ့ဒီလူကတော့ဟွာချင်းဖြစ်ပါတယ်။ဂွမ်ဆူကသူ့ကိုတာမန်ဆရာတစ်ယောက်လို့ထင်ပြီးမထီမဲ့မြင်ပြောဆိုခဲ့ပေမဲ့ဟွာချင်းကတော့ပြန်လဲပြီးသင်ခန်းစာကောင်းကောင်းပေးလိုက်ပါတယ်။ဒီဖြစ်ရပ်ကိုကျောင်းသားတွေကဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်လိုက်ရချက်ချင်းပဲပြန့်နှံ့သွားခဲ့ပါတယ်။နောက်ပိုင်းမှာဟွာချင်းကသူဟာပညာရေးအခွင့်အရေးကာကွယ်ရေးဌာနကစစ်ဆေးရေးအရာရှိတစ်ယောက်ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပါတယ်။သူ့ရဲ့တာဝန်ကကျောင်းသားဆိုးတွေကြောင့်ပျက်စီးနေတဲ့ကျောင်းတွေကိုပြန်လည်ထိန်းသိမ်းဖို့ဖြစ်ပါတယ်။နောက်နေ့မှာဟွာချင်းဟာအတန်းထဲဝင်လာပြီးဒဲဆော့ဘာကြောင့်တည်သွားတာလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့ဂျုံရောင်ရဲ့နောက်လိုက်တစ်ယောက်ကဒဲဆော့ကစာမွေးပွဲအမှတ်မကောင်းလို့စိတ်ဖိစီးပြီးတက်တည်သွားတာလို့ပြောခဲ့ပါတယ်။ဒီစကားကြားလိုက်ရတဲ့ဟွာချင်းကဒေါသထွက်သွားခဲ့ပါတယ်။သူဟာအတန်းထဲမှာစီကံတွေပြန်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျုံရောင်ကလည်းသူ့အာဏာကိုထိခိုက်လာတယ်လို့ထင်ပြီးဟွာချင်းကိုစန့်ကျင်ခဲ့ပါတယ်။ဒါပေမဲ့ဟွာချင်းကတော့လုံးဝမကြောက်ပါဘူး။သူကဂျုံရောင်နာကပ်ပြီးဒီနေ့ကစပြီးမင်းဘဝငရဲကြတော့မယ်လို့တူလေးပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးဂျုံရောင်ရဲ့အာဏာတွေတဖြည်းဖြည်းပြိုလဲလာပါတော့တယ်။ကျောင်းမှာလည်းဟွာချင်းကသူ့လုပ်သမျှအမှားတိုင်းကိုချက်ချင်းအေးအေးယူခဲ့ပါတယ်။တနေ့မှာဂျုံရောင်ကကျောင်းစားတောက်ဆိုင်မှာတန်းစီနေသူတွေကိုကြော်တက်ပြီးအစားအစာတွေဖြုံးတီးခဲ့ပါတယ်။ဟွာချင်းကမြင်သွားတာနဲ့တခါတည်းအပြစ်ပေးလိုက်ပါတယ်။အဲ့ဒီလိုဖြစ်နေတာတွေကြောင့်ဂျုံရောင်ရဲ့ဖခင်ကကျောင်းကိုရောက်လာပြီးဟွာချင်းကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဟွာချင်းကနိုင်ငံရေးအာဏာကိုလုံးဝမကြောက်ခဲ့ပါဘူး။တစ်ဖက်မှာတော့ဂျုံရောင်တို့အဖွဲ့ကဂျောင်မင်ကိုပို့ပြီးရိုက်နှက်ညှဉ်းပန်းလာကြပါတယ်။နောက်ဆုံးမှာဂျောင်မင်ဟာထပ်ပြီးကိုတက်တည်ဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဟွာချင်းရောက်လာခဲ့ပါတယ်။သူဟာဂျောင်မင်ကိုမင်းကိုငါကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီစကားဟာဂျောင်မင်အတွက်မျှော်လင့်ချက်အသစ်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျုံရောင်ရဲ့ဖခင်ပါဝင်ပတ်သက်နေတဲ့အကျင့်ပြတ်ချစားမှုနဲ့အရှုပ်တော်ပုံတွေပေါ်ပေါက်လာပြီးနိုင်ငံရေးဘဝပျက်စီးသွားခဲ့ပါတယ်။ဖခင်ရဲ့အာဏာပြောက်သွားချိန်မှာဂျုံရောင်ဟာသူတစ်ပါးကိုအနိုင်ကျင့်ခဲ့တယ်လို့ပြန်လည်အနိုင်ကျင့်ခံရတဲ့အခြေအနေကိုရောက်သွားပါတယ်။ဒေါသကြီးလို့နဲ့ဂျုံရောင်ကနောက်ဆုံးမှာအကြောင်းကိုမိရှို့ဖို့အထိကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဟွာချင်းကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ထို့နောက်ရဲတပ်ဖွဲ့ရောက်လာပြီးဂျုံရောင်နဲ့သူ့အဖွဲ့သားတွေကိုဖမ်းဆီးသွားခဲ့ပါတယ်။ဒီလိုနဲ့ဒဲဟန်ကျောင်းရဲ့အမှောင်ခေတ်ကြီးလည်းအဆုံးသတ်သွားပါတော့တယ်။ episode အဆုံးမှာတော့ဟွာချင်းဘာကြောင့်ဒီလောက်တောင်ကျောင်းသားဆိုးတွေကိုမုန်းနေရတာလဲဆိုတဲ့အကြောင်းရင်းကိုဖော်ပြထားပါတယ်။သူချစ်တဲ့ဆေးဆက်ထားသူဂေယွန်ဟာအရင်တုန်းကကျောင်းသားတစ်ယောက်ရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီဖြစ်ရပ်ကဟွာချင်းရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့ပြီးကျောင်းသားဆိုးတွေကိုတိုက်ဖျက်ဖို့ဆုံးဖြတ်ချက်ခိုင်မာလာစေခဲ့တာဖြစ်ပါတယ်။